spicy ခောက်ဆွဲတွေစားများရင်ဘာဖြစ်တတ်လဲခုနောက်ပိုင်းမှာရေပန်းစားလာပြီးကလေးလူကြီးမျိုးတွေကြိုက်ကြတယ် spicy ခောက်ဆွဲတွေအများကြီးစားရင်ဘလို့ကျန်းမာရေးဆိုးကျိုးတွေဖြစ်နိုင်လဲသိပြီးကြပြီလား spicy ခောက်ဆွဲတွေကပူပူဆက်ဆက်အရသာကြိုက်တယ်ကျမတို့မြန်မာလူမျိုးတွေအထူးနှိမ့်ချိုက်ပြီးကောင်းကောင်းမင်းမင်းစားသုံးကြတဲ့စားတောက်တွေတဲကတစ်ခုအပါဝင်ဖြစ်ပါတယ်ဒါပေမဲ့ဒီခောက်ဆွဲတွေကိုစားများရင်ရေတိုဆိုးကျိုးများတာမကရေရှည်တွေလည်းဆိုးကျိုးများစွာဖြစ်ပွားနိုင်ပါတယ်ရေတိုဆိုးကျိုးများအနေဖြင့်ဖိုက်အောင်ခြင်းဖိုင်နာခြင်းရင်ပူခြင်းမအိမ်မသာဖြစ်ခြင်းအော့အန်ခြင်းဝမ်းပြက်ခြင်းချွေးထွက်လွန်ခြင်းနှလုံးခုန်မြန်ခြင်းအစရှိသည်တို့ဖြစ်ပွားနိုင်ပါတယ်ရေရှည်ဆိုးကျိုးများကတော့ရေတိုဆိုးကျိုးများနေရှင်ရင်ပုံမိုပြင်းထန်ပါတယ်အစာရိကန်စာအစာရိရောင်ခြင်းလေကောင်းအစရှိသောအစာချင်းလမ်းကြောင်းနှင့်ဆိုင်သောယောဂများဖြစ်ပေါ်နိုင်သလိုအသင့်စားခောက်ဆွဲများစုကစားပါဝင်မှုများခြင်းကြောင့်သွေးတို့ယောဂလည်းဖြစ်ပေါ်နိုင်ပါသေးတယ်။ခါရတဲ့ပြေဝါစွာမပါဝင်တာကြောင့်အစာအများရင်အာဟာရကျုတဲ့မှုလည်းဖြစ်နိုင်ပါတယ်။နောက်နေ့မှာတော့ spicy ခောက်ဆွဲတွေကိုခန္ဓာကိုယ်အတွက်ထိခိုက်မှုနဲ့အောင်ဘယ်လိုစားလို့ရလဲဆိုတာကိုပြောပြပေးတော့မှာမို့အစာအသောက်နဲ့ပတ်သက်တဲ့ဘူးတူတာနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို like and follow လုပ်ထားကြအောင်နော်။